မဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop မှာသုံးရတဲ့ tool တွေကမှ Move tool, Marquee tool, Lasso tool, Object Selection tool နဲ့ဒီ Crop tool တို့အကြောင်းကိုတစ်ခုချင်းစီရဲ့အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကိုယ်အနေနဲ့ဒီ tool တွေကိုနားလည်ထားမယ်ဆိုလို့ရှိရင် Photo Editing အလုပ်တွေမှာအများကြီးလို့ကိုကြည့်မှာဖြစ်ပါတယ်။ပထမအဆုံး tool ကတော့ Move tool ပေါ့နော်။သူ့ရဲ့ဒီ tool ရဲ့အသုံးပုံကတော့ဒီ layer တစ်ခုချင်းစီကိုရွှေ့နိုင်တယ်ပြီးရင်ဒီ image တွေထဲမှာ object ကိုဒီကို click နှိပ်ပြီးတော့ drag လက်ဆွဲပြီးတော့ဒါဟိုဘက်ဒီဘက်ဒါရွှေ့လို့ရပြီပေါ့နော်သူ့ရဲ့ shortcut key ကတော့ V ဖြစ်ပါတယ်အားသာချက်ကတော့သူက layer တွေကိုလျင်မြန်စွာနဲ့နေရာပြောင်းနိုင်တယ်ပြလို့ရှိရင် align option တွေမှာပါတဲ့ design တွေကိုတိတိကျကျနေပြုလုပ်ပေးနိုင်ပါတယ်သူ့ရဲ့ဘေးမှာရှိတာကတော့ output tool ပါဒီ output tool ကဘယ်လိုနေရာမှာအသုံးပြုလဲဆိုလို့ရှိရင်ကိုကဒီ file တစ်ခုထဲမှာပဲယူပြီးတော့ဒီlogo design တွေဖြစ်ဖြစ်ဒီ logo object တွေဖြစ်ဖြစ်ပေါ့နော်ဒီလို project များတဲ့ file တွေမှာလို့သုံးဆွဲခြင်းနေဆိုလို့ရှိရင်တော့ဒီလို output tool ကိုအသုံးပြုရပေါ့နော်အဲ့တစ်ခုကတော့ Marquee tool ဖြစ်ပါတယ်Marquee tool ကတော့ဒီ selection လုပ်တဲ့နေရာမှာအဓိကအသုံးပြုရပေါ့နော်အဲ့မှာဒီ Marquee tool မှာဆိုလို့ရှိရင် rectangular Marquee tool ရှိမယ် elliptical Marquee tool ရှိမယ်ပေါ့နော်ဒီဟာတွေကဘယ်လိုနေရာမှာအသုံးပြုလဲဆိုလို့ရှိရင်သူက simple shape တွေကို selection လုပ်တဲ့နေရာမှာအသုံးများရပေါ့နော် crop ဒီမှာဒီ color တွေဒီ adjustment လုပ်တဲ့ editing ဘိုင်းတွေမှာဆိုလို့ရှိရင်ဒီ Marquee tool ကအသုံးများပါတယ်နောက်ထပ်အသုံးပြုတဲ့ဒီ Marquee tool အသုံးပြုပါဘယ်လိုလဲဆိုလို့ရှိရင်ကိုကဒီ social media post တစ်ခုပဲဖြစ်ဖြစ်ဒီ poster design တစ်ခုပဲဖြစ်ဖြစ်ပေါ့နော်ဘေးကနေဒီ line တွေ margin တွေခြံပြီးတော့ဆွဲတဲ့အခါမှာဆိုလို့ရှိရင်ဒီကောင်ကိုအသုံးပြုရပေါ့နော်ဘယ်လိုနေရာမှာအသုံးပြုလဲဆိုလို့ရှိရင်ဒီအပေါ်မှာဒီ normal ဆွဲပေါက်လေးရှိရပေါ့နော် normal ဆွဲပေါက်လေးမှာဆိုလို့ရှိရင်ကိုယ့်နဲ့ဒီမှာ fit ratio ရှိမယ် fit size ဆိုတာရှိမယ်ဒီ fit size ကိုရွေးပြီးတော့ခုနက pixel ကိုထားဘယ်လောက်ထားမှလဲဒါ50လား100လားကိုထားခြင်းစလို့ထားလို့ရတယ်ပေါ့နော်အဲ့လိုထားပြီးဆိုရှင်လာတို့ကဒီတောက်မှာသွားပြီးတော့ဒီလို selection လေးဝင်ပေးလိုက်ပဲပေါ့နော်အပေါ်မှာဆိုလို့ရှိရင်ဒါပေးတန်ခေါ်ပေးထားမယ်ပေါ့နော်ကိုသူ့ရဲ့ဒီအပေါ်ကပေးတန်ခေါ်တာရဲ့ shortcut key က control R ပါနော် control R ပါ control R ကို20နေမှဆိုပြောက်တာဖွင့်တာဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့မှာကိုကဒီအပေါ်က guide တွေချခြင်းနဲ့ဒီ design ကိုပို့ပြီးတက်ဆွဲခြင်းနဲ့ဆိုလို့ရှိရင်ဒီ Marquee tool ကိုအသုံးပြုတယ်ဒီမှာဆိုလို့ရှိရင်ရွေးလို့ရတယ် fit ratio ရွေးလို့ရ fit ratio သူကတော့ဒီကားတဲ့1 to 1 block ဆိုပြီးထားတတ်ပါတယ်ပေါ့နော်ဒီကောင် fit size ကကြတော့ဒီကိုထားခြင်းနဲ့အင်းချက်နေနေလက်မနေနေဘလို့နေလိပေါ့နော်အဲ့လိုမျိုးထားလို့ရတယ်အဲ့နာတော့အများဆုံးဒီ social media site တွေဆွဲလို့ရှိရင်လို့ HD pixel လောက်ထိပြီးမှဒါချန်ပြီးတော့ဆွဲရပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကိုကဒီဘက်မှာဆိုရင်ပြန်လေးကြိုက်လေးပေါ့နော်ဒါချလိုက်မှာလို့ရှိရင်ဒီပေါင်ထွက်ကိုဒီပေါင်ပေါ့နော်ဒီကိုဆွဲထားတဲ့ပေါင်ကိုမကြော်ဘဲနဲ့ဆွဲမယ်ဆိုလို့ရှိရင်ဒါဒီဇိုင်းတစ်ခုကပို့ပြီးတော့ဒါတည်တတ်တယ်လို့ပြောလို့ရပါတယ်ဒီမှာMarquee tool မှာဆိုလို့ရှိရင်လေဒီအောက်မှာဆိုလို့ရှိရင် elliptical Marquee tool ရှိမယ်တဲ့ single row Marquee tool ရှိမယ်ပေါ့နော် single column Marquee tool ဆိုပြီးအဲ့ဒါတွေရှိလိမ့်မယ်အဲ့ဒီကောင်တွေကကြတော့ဘယ်လိုနေရာမှာသုံးပြလဲဆိုလို့ရှိရင်ဒီဘက်က row တွေမှာဒီလို line တွေပေါ်နေတာပဲဖြစ်ဖြစ်ဒီပါ column တွေတို့အဲ့ဒီ row တွေမှာအဲ့လိုပေါ်နေတာဖြစ်ဒီကောင်တွေကိုအသုံးပြုရပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီ Marquee tool ရဲ့အသုံးပြုဖို့ငါဘယ်လိုလဲဆိုတော့သိလိုက်မှလို့ထင်ပါတယ်ပြီးတော့ဒီကောင်ကဒီ Marquee tool ကိုအသုံးမယ်ဆိုလို့ရှိရင်ဒီ rectangular Marquee tool ပြန်ခေါ်လိုက်မယ်ပေါ့နော်ကိုက selection လုပ်ပြီးတော့ selection မှတ်တဲ့နေရာမှာပဲဖြစ်ဖြစ်ဒါ select လုပ်ပြီးတော့ချာဖြတ်ချင်တဲ့အပိုင်းတွေပဲဖြစ်ဖြစ်ပွားချင်တဲ့အပိုင်းတွေပဲဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့ဒါပေမဲ့ तू ကဒီကrectangular Marquee tool ပြည့်တော့ကျွန်မဒါ4000ပဲဖြစ်နေမယ်ပေါ့နော်ဒါ fix size ပြင်ထားလို့က normal ပြန်ပြောင်းလိုက်မယ်နော် normal ပြန်ပြောင်းပြီးတော့ okay ဒီမှာဒီပန်းပုံလေးပေါ့နော်ပန်းပုံလေးကိုနားကဒီပေါ်ပိုင်းကိုပဲ select မှတ်ချင်တယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့အပိုင်းလေးကိုလို selection ဝင်ပေးလိုက်မယ်ဝင်ပြီးဆိုလို့ရှိရင်လာလို့ရတာဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီပြီးတော့မှရှိ delete ဖြစ်ဖြစ်ဒါ backspace ဖြစ်ဖြစ်နှိပ်လို့ရှိရင်အဲ့နေရာလေးကပြတ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုနေရာမှာဆိုလို့ရှိရင်လည်းအသုံးပြုလို့အဲ့ဒီနေရာကိုပဲကွက်ပြီးတော့ညီတို့ကဒါပွားချင်တယ်ဆိုလို့ရှိရင် control J ပေါ့နော် shortcut key control J နဲ့ပွားပြလိုက်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီနေရာလေးတစ်ခုကိုပဲဒါပွားသွားတာကိုမြင်ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ2ရဲ့လို့ပုံကဒါဘယ်လိုအသုံးပြုလဲဆိုတာကိုအရင်အသုံးဝင်တယ်ပေါ့နော်ဒါ crop tool လေးရတယ်ဒီပွားတဲ့နီးလဲလို့ရတယ်ပြလို့ရှိရင် margin တွေ scenario ဆိုလို့ရှိရင်လည်းဒီကောင်ကတော်တော်လေးအသုံးဝင်ပါတယ်နော်အဲ့နောက်ထပ်တူတစ်ခုကတော့ဒီအောက်မှာရှိရဒီ lasso tool လေးပေါ့နော် lasso tool ကဘယ်လိုညိုင်းမှာအဓိကအသုံးပြုလဲဆိုလို့ရှိရင်သူကဒီ mouse နဲ့ကိုလိုချင်တဲ့ shape အတိုင်းလိုက်ပြီးတော့ selection လုပ်နိုင်တယ်ပေါ့နော်ဥပမာဆိုရှင်ငါကဒီပန်းပွင့်လေးပေါ့နော်ပန်းပွင့်လေးကိုပေါ်ဝိုင်းဒီနားလေးကဒီဝတ်ဆန်လေးကိုပဲနားတို့ကလာလို့ရှိနေဆိုလို့ရှိရင်ဒီနားလေးကိုပဲ white ပေးလိုက်မယ်ပြန်လို့ရှိရင်ဒီနားတို့ကဒီအပိုင်းလေးကိုနားဖြစ်တဲ့ကြောင့်မို့လို့ control ချိန်နဲ့ပွားပေးလိုက်မယ်ဆိုလို့ရှိရင်ဒီနားလို့ရှိနေဒီအပိုင်းလေးကိုဒါရိုက်ပေါ့နော်ဒါကိုဆွဲတဲ့ shape အတိုင်းပဲသူကဒါရသွားမှာဖြစ်ပါတယ်
အောက်မှာဆိုလို့ရှိရင်ဒီလာဆို2ရဲ့ဒီဘေးမှာဆိုလို့ရှိရင် polygonal လာဆို2ရှိမယ် magnetic လာဆို2ဆိုပြီးရှင်းလိမ့်မယ်ပေါ့နော် polygonal လာဆို2ကသူကထောင်းလိုက်အတိုင်းသွားမှာပေါ့နော်ကိုဒီကလစ်ချိုက်တဲ့နေရာမှာဒါဆိုတောင်းကြသွားမှာပေါ့နော်ဒါမျိုးတွေအဲ့လိုမျိုးတွေသွားမှာပါဒါတော့ဒီ polygonal လာဆို2ဒါသူ့ရဲ့အသုံးပြုပုံပေါ့နော်သူတို့ရဲ့ဒီအာသာချက်တွေကဘာလဲဆိုလို့ရှိရင်ဒါ irregular shape တွေပေါ့နော် regular shape တွေမဟုတ်ဒါပုံမှန် shape တွေမဟုတ်ဒါဆိုလို့ရှိရင် irregular shape တွေမှာဆိုလို့ရှိရင်ဒီလာဆို2ကလွယ်ကူစွာ net selection လုပ်ပြီးနိုင်တယ်ပြရလို့ရှိရင် background remove လုပ်တဲ့နေရာကြီးမှာပဲဖြစ်ဒါ control J နဲ့ဒါကိုလိုချင်တဲ့အပိုင်းတွေကိုဘယ်လို shape မျိုးလိုချင်နေပေါ့နော်ဒါကတော့ကိုယ့်ရဲ့ဒီ mouse အသုံးပြုရဲ့ကိုယ့်ရဲ့လက်ပေါ်မှာမူတည်ရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကိုကဒါအတွန်လိုင်းနေလို့ချင်တာလားဒါမှမဟုတ်လို့ရှိရင်ဒါဘယ်လို rectangular shape တွေလိုချင်တာလားဆိုပြီးဒါselection ယူပြီးတော့ဒါ crop လုပ်လို့ရတယ် background ဖြောက်လို့လည်းရတယ်ပေါ့နော်အဲ့လိုနေရာမှာလားဆိုတော့အသုံးပြုပါတယ်အဲ့တော့နောက်တစ်ခုကဆိုလို့ရှိရင်ဒါ object selection tool ပေါ့နော်ဒီ tool ကကြတော့ AI ကိုအခြေခံထားတဲ့ tool လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့အဲ့နာတို့အနေနဲ့အရင်တော့ကဒီ CS6 တို့ CS5 တို့မှာဆိုလို့ရှိရင်ဒီလိုဒီ object selection tool ကပါတာကိုသိမတွေ့ရဘူး2020ကစပြီးတော့ဒီ object selection tool ပါလာတော့တွေ့ရတယ်ပေါ့နော်ဒီလို object selection tool ကဘယ်လိုနေရာမှာအဓိကသုံးလဲဆိုလို့ရှိရင် object ကိုဒီအပေါ်မှာရှိရပေါက်ပေါ့နော် object မှာ slash ဆိုတာရှိရဲမှာ select object ဆိုတာရှိရပေါ့နော် select object ကိုကတကယ်လို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့မှာသူကတခါနဲ့ဒါပန်တူးရင်ဒါကောက်စီဖြတ်ပြီးလောက်ချာမျိုးတခါနဲ့သူကကိုနှိပ်လိုက်တဲ့အတိုင်းပဲဒီ select object ကို selection လုပ်ပြီးသွားမှာပေါ့နော် Photoshop ကနေဒါ auto select လုပ်ပြီးသွားမှာအဲ့တော့ကိုကဒီ select subject ဒီ option ကိုကဒီနှိပ်လိုက်မယ်ဆိုလို့ရှိရင်လူအနေနဲ့ဒီပန်းပုံလေးပုံပေါ်သူကတခါတည်း automatic ရွေးပေးသွားမှာပေါ့နော်သူ့ရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်အချိန်ကုန်သက်သာစေတယ်ပြီးရလို့ရှိရင် beginner တွေအတွက်အရန်ကိုလွယ်ကူတယ်ပြီးရလို့ရှိရင် complex object တွေကိုတောင်းမှဒါတော်တော်လေးတိတိကျကျရွေးပေးနိုင်တဲ့ရှိပါတယ်ပေါ့နော်Okay နောက်တဲ့2တစ်ခုကတော့ညီမတို့လည်းဒီပြီးသားဖြစ်တဲ့ဒီ crop tool လေးပေါ့နော် crop tool ရဲ့ဒီအသုံးပြုပုံကသူကဒီ crop area တွေကိုသတ်မှတ်ပေးပြီးတော့ဒီ unwanted part တွေကိုမလိုချင်တဲ့အပိုင်းတွေကိုဖြတ်ထုတ်နိုင်တယ် ratio 1 ချိုးဒါမှမဟုတ်ရှင်16ကိုချိုးအဲ့ဒါတွေကိုရွေးပြီးတော့ social media site တွေ adjustment ပြန်ပြီးတော့လုပ်နိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကတခါတည်းဒီ ratio တွေပါပြီးသားပေါ့နော်သူ့ရဲ့ ratio ဆိုလို့ရှိရင်သူကတခါတည်းဒီမှာပါပြီးသား1ဆို1ကိုကတခါတည်းလုံးမှာလားဒါမှမဟုတ်ရှင်4ချို5လားအဲ့လိုမျိုးလုံးမှာလားဒီမှာဆိုလို့ရှိရင်16ကိုချိုပေါ့နော်ဒါဆိုလို့ရှိရင်ဒါ TikTok frame size လေးရွေးလို့ရသူဒါ YouTube ဘာနာပေါ့နော် YouTube တရားဒီ thumbnail site တို့ဘာတခါထားသူရွှေ့ပြီးသားပေါ့နော်အဲ့လိုဟာမျိုးဆိုလို့ရှိရင် quarter crop လုပ်လို့ရတယ်အဲ့လိုနေရာမှာဆိုလို့ရှိရင်ဒါ crop ကိုအသုံးပြုရပေါ့နော်သူ့ရဲ့ဒီအားသာချက်ကမနော် crop ပြလိုက်မယ်နော်ဒီ ratio 16ချိုးကို line နဲ့ crop ပြလိုက်မယ် okay အဲ့လိုမျိုးလုပ်ပြီးဆိုရင်ညာနဲ့ under check ခေါ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီအချိုးอ่ะဆိုလို့ရှိရင်16ကိုချိုးတစ်ခါတည်းဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးကိုကဒီလိုမျိုးမလုပ်ချင်ဘူးတကယ်လို့ဒီ16ကိုချိုးတိုင်းမလုပ်ချင်ဘူးဒါကိုအနေနဲ့ဒါဒီအပေါ်ပိုင်းကိုပဲဒီမှာဒီပုံရဲ့ဖြူနဲ့ဒီပေါ့နော်ဒီခဲဖြစ်နေတဲ့ကြားလေးအပိုင်းကိုဒီလိုမလုပ်ချင်ဘူးဆိုလို့ရှိရင်နားတို့နဲ့ဒီခဲဖြစ်တဲ့ဒီပုံပိုင်းကိုလို့ရှိရင်ဆိုလို့ရှိရင်ဒါနားတို့နဲ့ W8 resolution ဆိုတာအဲ့ဒါလေးကိုရွှေ့ပေးဖို့လို့အဲ့ဆိုလို့ရှိရင်ဒါကဒါ custom site ဖြစ်သွားလိမ့်မယ်ပေါ့နော် custom site crop ဖြစ်သွားလိမ့်မယ်အဲ့ဆိုလို့ရှိရင်ဒါကိုစိုက်တဲ့ site တိုင်းဒါဖြစ်လို့ရပါပြီOkay ဒီမှာဆိုလို့ရှိရင်ဒါကိုလိုချင်လို site တွေအဖြစ်လို့ရပြီပေါ့နော်ဒီမှာဆိုတော့တခါ site တွေပါပြီးသားဖြစ်ပါတယ်အဲ့တော့ဒီ crop tool ရဲ့ဒီအတားချက်ကတော့ composition ကောင်းအောင်ဖြစ်နိုင်တယ် image site တွေကိုလွတ်သလိုပြောင်းနိုင်တယ်ပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီ Photoshop ဒီ tool တွေထဲမှာအရေးကြီးဆုံး tool 5ခုဖြစ်တဲ့အခြေခံ5နဲ့စပြီးရှင်းပြပေးခဲ့ပါတယ်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ဒီ tool တစ်ခုချင်းစီရဲ့အသေးစိတ်ကိုဒီနာပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်